siama nadam mo? Kadam ka nadam te. Kadam. Siama nakong lom toy fin nang rakan chim talo. Ke me he kamen he man hau chiga se. Atu he tedim speaking atu zomi kan timi pun ka se. Atu lashi chu tahan bapticha sa khan senior pastor ka tuan. Association laya chun Kalei Valley Baptist Association akan president ka tuan liya wase. Siti na siang kai na kong he peta in se na in chung khar kong te nang chim tama. Kai lom in chung khar chu tu he ke nulepa he kata in chung khar he kan ke chu single ka si. Sengin kai nak chu 1985 to 89 ka in seng MICT diploma LTH ka kai. Manua Krifa Bua Katuan Tani 91 to 96 ka Jolhat Eastern Theological College Assam Khan BTH la BD ka chong than chan karakyal thane kumni Katuan nu 98 to 2000 ka Sarampur University MTH New Testament in Katuan Makha 2000 karakra thane 2001 ZBC new secretary ka one time 2001 to 2004 tiang ka Katuan manua chasa karakyal than chon than dua kan tam khat long Katuan ni karakyal thane 2005 to 7 so chasa Katuan ni 2007 2010 ka Hong Kong Lutheran Theological Seminary kan doctorate New Testament hai kadi makase si tutani American narakrat nak hete zai ruang da wada narakrat mise. Tutan American karat nak itu GCCF committee pakatin at kan cha kan maka meeting guiding out nak kan dilema paisa kanga ruang karat mikrami se. Si tutani na meeting hente jatin nalung sipa mo vai lai tang lai narak ro ning bentuk na samo hikazon ti hi chu kalung ting dek lo ti mi na lung ting lo na han nei pa mo tu GCCF meeting to nak so kalung ting ngai thu te phet ก่อนเราเล่นก็จอบปลาไหลมั้งปฐมเช่นนี้เนี่ยจะมาเราดีอเมริกันลาบุจะมาตัวที่อันนี้เนี่ย solution จะมาอเมริกันวีซ่าชาวต่างงาขายชีวิตจะมาไม่ยากแก่บุที่ถ้าเขาGCCF ว่าจะมาโอ้เพย์ได้ค่ะจะเราจะมา GCCF ES ดร.เล่าเลยပြောတယ်จะมาไม่ชาวต่างไปเก้ามาเลยจะมาวีซ่ายามาไม่หกผู้เลยจะมาပြောတယ်แต่แบบตัวดาดิโลมาหกผู้เสียมา GCCF ว่าพยาตะเข่งก้าวจีไปได้อภัยสีผิดได้ย่าไหนได้ลูกบ้าลูกပြောတဲ့အခါจะมาเลยสุดท้ายสักกับပြီးတော့ဒီဟာကိုရှောက်တယ်ပြီးတော့ဒီဘက်ကနေအထူးသဖြင့်အမေရိကဘက်ကနေပြီးတော့ ancient တာဝန်ယူပေးတဲ့ CLC အသင်းတော်ပါစတာတွေပဲဖြစ်ပေါ့နော်ဒီ CBC ဘာပဲဖြစ်ဒီအမေရိကဘက်မှာရှိတဲ့တာဝန်ရှိတဲ့host church တွေနဲ့တာဝန်ရှိတဲ့ခေါင်းဆောင်တွေရဲ့အနစ်နာခံပေးမှုစူးစမ်းပေးမှုကြောင့်မလို့ကျမတို့ဒီလိုအမေရိကကိုရောက်လာနိုင်ခြင်းဖြစ်ပါတယ်ဆိုတာကိုကျမပြောချင်ပါတယ်ပြီးတော့ဒုတိယတစ်ချက်အနေနဲ့ကျမတို့ဒီနေရာမှာ GCCF အစည်းအဝေး conference ကို CRC မှာလုပ်တဲ့အခါကျတော့အသင်းဒီ CRC အသင်းတော်အနေနဲ့ Charles Pastor ကအစ associate pastor တွေအသင်းသူအသင်းသားတွေအားလုံးတာဝန်တည်ကြပါတယ်နေရေးထိုင်ရေးကအစပေါ့အစားအသောက်ကိုအကောင်းမွန်ဆုံးပြင်ဆင်ပေးတယ်ကျွန်မအရန်ကျေနပ်တယ်ဒီလိုပဲhot church တီဖြစ်တဲ့CBC ပဲဖြစ်ပေါ့နော်ဆရာတော်ကြီးတွေကအစအသင်းသူအသင်းသားတွေကျွန်မတို့တဲတဲ့အိမ်ကအစအကုန်လုံးအဆင်ပြေတယ်ကျွန်မအနေနဲ့ခံစားပါတယ်ပြီးတော့ကျွန်မတို့ဒီအစည်းအဝေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မကြည့်တဲ့အခါကြာလို့ရှိရင်တချို့ကတော့ဒီ GCCF အစည်းအဝေးမှာဘာလဲချင်းစကားပြောရင်လည်းပဲချင်းဘာသာစကားတစ်ခုပဲပြောတာတွေရှိတယ်ဆိုတာမျိုးတွေအများကြီးရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်ကျွန်မအစည်းအဝေးမှာကျွန်မတို့လူတွေဒီလောက်နိုင်ငံအသီးသီးကလူတွေဒီလောက်ရောက်လာတဲ့အခါကျတော့ကျွန်မဂျေနတ်တာတစ်ခုကတကယ်ဆူတောင်းတာကလွဲလို့ပေါ့လေ
အားလုံးနားလည်နိုင်အောင်ဘယ်သူမှဆိုနားလည်နိုင်အောင်ဗမာစကားကိုပဲအားလုံးကကျမတို့ရဲ့လောလောဆယ်ချင်းရဲ့ common dialect ကဗမာစကားဖြစ်နေတဲ့အခါကျတော့အားလုံးကဗမာလူပြောကြတဲ့အခါကျတော့အားလုံးလည်းပဲဂျေနပ်ကြတယ်ကျမကိုယ်တိုင်လည်းပဲတော်တော်ဂျေနပ်ပါတယ်လို့တခါတလေကျရင်ကျမကတော့ဟာခါစကားနားလေတယ်ဖလန်စကားနားလေတယ်ဘယ်လိုပဲပြောပြောကျမနားလေတယ်ဒါပေမဲ့နားမလဲတဲ့လူတယောက်အနေနဲ့ကဘယ်လိုခေါ်မလဲကိုမတိတဲ့ဘာသာစကားနဲ့ပြောလိုက်တဲ့အခါကြာလို့ရှိရင်အားငယ်တာတို့ပေါ့နော်စိတ်ဓာတ်ကြတာလူတို့ရှိတတ်တယ်ဒါပေမဲ့ဒီတစ်ခေါက်တစ်စားတော့ခေါင်းဆောင်နေအားလုံးကအစဗမာလူပဲအားလုံးနားလည်အောင်ချင်းလူပြောရင်လည်းဗမာလူဘာသာပြန်ပြီးတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အကုန်လုံးအစည်းအဝေးမှာလည်းဘာလဲစုံဖြတ်တဲ့ဆွေးနွေးတဲ့အရာတွေဟာလည်းပဲကျမတို့လာမဲ့အနာဂတ်မှာချင်းလူမျိုးတွေအားလုံးရဲ့စီလုံးညီညွတ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုဖရာရှင်ရဲ့နိုင်ငံတော်ကျေပြတ်ဖို့အတွက်အကောင်းဆုံးဆွေးနွေးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အရာမဲ့ဂျင်းနေပါတယ်လို့ကျွန်မပြောချင်ပါတယ် adu hente global chain Christian fellowship wa chun biak nak len chun na kom khodi tiok se adu ne van chim te khan nang khati dim deu ne site ti dim deu ne se na te ha kho kana van thiam ngai tha ngai ve ya phalam jong nan tel ti dim jong nan tel di sana valai le ya hin kan hu kho to khe na kom kho tuk lo hin kan hu pa de hi sai rong big da sin ha i kom kho ve na se te sadu tha piak ok sadu tha nak han nai ve mo tu ban tuk biak nak le hin te ase tuk sadu tha te khara kan chem be da lo palai le kong he pe ta te atu kasadu tha he so biak nak chen lai mi long te kan si azat te chum biak nak le ya si se minung le in te ba kha minung le in skill la mo le yin balai le yin si se အကုန်လုံးကိုပြန်ပြီးတော့စီးလုံးတာတလုံးတဝဖြစ်တာကိုကျွန်မအများမြင်ချင်တယ်ဘာပဲဖြစ်ဖြစ်ကနေလိုက်မီကန်တိမီဟိချကန်ဇာတဲ့ခရီဖာလောင်တဲ့ကန်စစ်ချာပထျန်အဇုံလောက်မီကန်ဒီစစ်ချွန်ဟောင်းမှန်ကန်ဒူလိုက်လော100တာချွန်99.5ကန်တိလန်မငီမခါကန်ပရောက်နာပခတ်စပဲယေမချာချွန်ကေကရောနာကချွန်ဘိုင်ဘယ်ရိမ်နေခန်ဘာလဲဗလေလေစစ်ဆက်ပထျန်လေစစ်ဆက်mi phun khai dan kha adu lau shrim shrim me si ti mi chu pathian rian ton ka si na gen be ma kha kalat khan pathian lai su zonga volei lai su zonga khan chin mi phun lai mi phun ka ti mi hi chu kan za ten hun khata i kom khawi ton khau na se lo zo mi adu mi ni zong kan ma hunin zo mi kan ti kau lai adu mi ni zong kan ma hunin lai kan ti kau lai kan ma du ning ten kan ma chunga i au i kan rian ton kho ning kan tuan chau lai simhan selo a chung bika angan bik mi he cho an kan fon tu cho atu kan hlan kho lo mi kan ram mi na simi chin chunga khan mo ma ti khan i kom chau i tuan chau selo ti mi cho he valai sai lei si se pathian le ya si se biak nak le in si se ma kha cho tha bik mi asilai ti GCCF is sadu tha zong ma kha sikau tu mi ke ma ka fian na kha se te na du nak de cho chin ti mi i kom kho di ko selo ti he na sadu tha ti na system se thang ai ve chun balai le kong se ban de ko ri selo ste biak nak lai de sa te even cheu khat ni an chim ton mi YouTube chung la ngai pa mi khente ajagan tila nu ni hen pasta tuan lo ding deu ai ti ban tok mo lai khun chat pasta tin ha tuan lo bak ding ti kha atami jong khanum pa ve cho dai tin da nang na ro ve ning sin nang ma la chat pasta khana ban si vi ti ga mo tin da bubble cha mo tuan lo ding ti ai ti ban tok mo se kha kha kam fil fia ta lo mà he no pasta ton lau ding tu mi so he tam de wa chun tu la shi ba da ye kan so se chun EBC bol kha no hi phung chim chan zon pek lau sim han se lo adang pol kha chu ai adang biak na kan te ka lai chu tam pium ka wi no pathian rian ton ti mi chu kan lat khan chau ka atam dau ni kan lat khan chun a begin kan ma ke ma hi chas pasta athu te phin senior pasta krak ton na khi so kan ma khrifa bu shim shim le kan association ni kan kan
son nakin kan tila chu Bible study ten ha pa zong kan rak to ma chungin chu pathian rian to na ka ai set kap tu kan sipau chun pathian rian to nak lang selawin rian pakhat khata nu le pa sei da nak te mi chu a lo ma i set kan nak le ma tuan kho nak chungin te ma kha kan tuan kho mi sikawe te mi kha sa chun ke ma chu ni hina zong ka chim ve ye nu le pa nu si pathian rian tuan ding a thalo ati mi chu anum kaw na te in ke karwa na ka chun kan Bible interpretation to ani he ai khat lo karwa kan Bible interpretation ai khat asia chun pathian ni balai asal ka te kan te da chun minung asal liawa asal liaw hrim ma Genesis chapter 1 le chapter 2 study kan to asia chun apoyan kan to asia chun pa kha be pi bik nu be pi law wik ti ban tok songa khan detail study kan to te kan chun pathian ni khan nu le pa hi chu ai khat bak pale tan tu asa gre a phan sin tha re kaung ji pe tha re atu tu twe lo bo aku atu tu balo khom le a thau ama phit bo le a lo phan sin ta ra phit de sura ko chima ro pa le chansa biblical အရာပေါ့လေကျမတို့လက်ခံထားတာဖြစ်ပါတယ်လို့အဲ့ဒီအတွက်ကြောင့်မလို့အမှုတော်ဆောင်တဲ့နေရာမှာယောက်ျားမိန်းမဆိုတာမဟုတ်ပဲနဲ့စက္ကတ်တဲ့လူယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ပေါ့နော်ဒါဖခင်အမှုတော်အတွက်စက္ကတ်တဲ့လူကတော့သူတို့ကလှုပ်ဖို့ပဲဖြစ်ပါတယ်ဆိုတာဒါကျမရဲ့ခံယူချက်ပဲလီရမလားတော့မသိဘူး okay se ga ban phiang ai ko te se la nu ni hena reverend hai de ban tu pon ha mo pek de khen che kon cham pom lo ngai ko reverend tiang pek ding he chu nu ni chun as khau bak lo reverend chang nga ding slo ti he si ti ga hen khata reverend na nga ning he ta nu he je tin da si ti min ra kan chem da lo reverend nga ning he chu kan ni athu to phin lai mi chunga chun no reverend pek ding he so ahar kan tingai atu leshe siman selo kan sia pol sia chi pol then khade chun an na le ngai pek ding si ti mi zong kha an kain zong an chim le tuin zong an rak to a pek mi zong an kan ma chung zong kha bai lo kan ngai chu ordination pek nak bai lo kan ngai ye ma kha chun pale mai ma yaw cha ma kwe bu da ordination ယူမဲ့လူကလောက်သက်ဘယ်နှစ်ရှိရမယ်ပေါ့နော်ပြီးတော့ယောက်ျားဆိုလို့ရှိရင်မိန်းမဗလဲယောက်ျားဆိုလို့ရှိရင်အသက်ဘယ်လောက်ရှိမှဆိုတာတွေပေါ့နော်ဘိုင်လောရှိတယ်ဒါပေမဲ့မိန်းမအတွက်ယောက်ျားအတွက်ရလို့မဟုတ်ဘူးအဲ့ဒီဘိုင်လောက both men and women အတွက်ဖြစ်သွားတယ်အဲ့ခါကျတော့ကျမကိုပေးတဲ့နည်းရဆိုလို့ရှိရင်ပထမဦးဆုံးကျမကျောင်းပြီးတာနဲ့2011မှာကျမကို KVBA GS အတွက်နဲ့ကျမကိုယာထားကြတယ်။ဆိုတော့ကျမ ordination မရဘူး။ GS လုပ်မဲ့လူက ordination ရတဲ့လူမှလုပ်ရတယ်ဆိုတာဘိုင်လောမှာရှိတယ်။အဲ့ခါကျတော့သူတို့ကကျမကိုပဲလှုပ်စေချင်တဲ့အခါကျတော့ကျမတက်လိုက်တယ်။ပြီးမှအသင်းတော်ကကျမကို ordination ပေးဖို့အောက်ခြေကနေပြန်ဆလာတယ်။ဘာပဲဖြစ်ဖြစ်GS လုပ်တယ်ဆိုတော့ ordination ရမှာဖြစ်မယ်ပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာအသင်းတော်မှာတော့လုံးဝပြဿနာမရှိဘူးကောင်းကောင်းတက်လာတယ်ဒါပေမဲ့ဟိုထက် KVBA ရောက်လာတဲ့အခါကျတော့နည်းနည်းတော့အခက်အခဲဖြစ်တာပေါ့တကယ်ကိုကျမတို့ကလည်းပဲပထမဦးဆုံး ordain pastor ဖြစ်လာမဲ့သူတွေဆိုတော့တော်တော်ကိုသူတို့အနေနဲ့လည်းစဉ်းစားရခက်တယ်အမျိုးပေါ့နော်ယောက်ျားတွေ ordination ပေးတဲ့ role ထပ်ပို့ပြီးတော့ခက်ခဲတဲ့သဘောမျိုးတော့ရှိသွားတာပေါ့အဆင့်ကလည်းပိုများသွားတယ်ဒါပေမဲ့ကျေးဇူးတော်ကြောင့်လို့ပဲပြောရမှာပေါ့ဒီနောက်ဆုံးအသင်းတော်မှာပဲပြန်လာတယ်အသင်းတော်မှာလှဝက်မဲနဲ့ပေါ့နော်အသင်းသားတွေထဲမှာပြန်ယူတဲ့အခါကျတော့ဒါကျွန်မကျေးဇူးတော်ကြောင့်ပါတယ်မဲကလည်းပဲပြန်နိုင်တယ်တဲ့ခါကျတော့အထက်ကအသင်းတော်ကတော့ပထမတစ်ချိန်မှာလည်းပဲပေးတာပါပဲပေးဖို့ဆုံးဖြတ်ပြီးသားဒါ ordination council ရောက်တယ် ordination council ကလည်းတကယ် main ကလေးဆိုတာဖြစ်နိုင်ပါမလားဆရာကြီးတွေပဲပေါ့နော်အဲ့ဒါနဲ့နောက်အသင်းတော်ကိုပြန်ပို့တယ်အသင်းတော်ကနေဗလဲလှဝက်မဲနဲ့ဖျားရှိခိုးတဲ့နေရာမှာ general မဲပြန်လုပ်လိုက်တဲ့အခါကျတော့အဲ့မှာလည်းပဲပြန် pass တယ်
ခါကြတော့မပေးလို့မရတော့ပေးလိုက်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးနဲ့ကျမလည်းပဲဒါ ordination ရသွားတာပေါ့ဒါပေမဲ့ကျမအနေနဲ့ကတော့ဒါကတော့လူသားတွေအနေနဲ့လုပ်တဲ့ role အပေါ်မှာတော့အခက်အခဲရှိပါတယ်ဒါပေမဲ့ခုနကျမပြောသလိုပဲတမန်ကျမ်းစာအရာဆိုလို့ရှိရင်လည်းပဲဒါခုနပြောသလိုပဲစက်ကတ်တဲ့လူကသူတို့စက်ကတ်တဲ့အတိုင်းတော့ဒါ ordain ကအစပေါ့နော်ဒါတွေကတော့ဖြစ်တဲ့မှာတယ်ဆိုတာကျမကိုယ်တိုင်ကျမရဲ့ခံယူချက်ပေါ့နော်นี่ล่ะทีละတော့မသိဘူးဆေကမပြန်ဆေစစ်စနာတန်တော့ဝန်ကလတော့ဆလတဲ့အတူလျော်ရဲ့အတူလျော်ဟဲ့နာပြန်ထရတိမီတဲ့ပုံငယ်အေနန်းဟဲဇိုက်တင်ဒါနဟုဘဲနေဆေပါစတာပခတ်အနေတဲ့ပြန်ထရတိမီဟဲဇေဘတ်တုကဒါပြန်ထရတိဟဲဇိုက်တင်နန်းအဆုမ်နတာဝဲနေဆေဟဲဇိုက်ဘလူတန်တာရပေါ့နော်တိုင်းတာတန်တာရပေါ့ပြောင်းထောင်းဆိုတာကကျမတို့တယောက်နဲ့တယောက်တိုင်းတာတဲ့ပေတံကမတူဘူးလို့ပြောရမလားเนาะအမျိုးမျိုးရှိတယ်ဒါပေမဲ့ကျမအနေနဲ့ကတော့ပြောင်းထောင်းတယ်ဆိုတာကိုအပေါ်ယံအနေနဲ့เนาะအခုကျမတချင်းဆိုတာတို့เนาะဘာကျမရဲ့အပေါ်ယံအနေနဲ့ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလို့ကျမခံယူတယ်ကျမအနေနဲ့တကယ်တမ်းပြောင်းထောက်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့အတက်တာလည်းပြောင်းလဲရမယ်အဓိကပြောင်းထောက်တဲ့လူတယောက်အနေနဲ့ချစ်ချင်းမေတ္တာထားရမယ်ဒါပြောင်းထောက်တယ်ဆိုမှတော့ဘုရားသခင်ကိုကိုယ့်ရဲ့သခင်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပန်ရှင်အနေနဲ့လက်ခံလိုက်တာပေါ့နော်ဒါကတော့ဘုရားကိုယုံတာကတော့ဒါ understood ပေါ့တပည့်ထားလိုက်ရင်ချစ်ချင်းမေတ္တာရှိရမယ်ပြီးတော့ဘယ်လိုခွင့်လွှတ်နိုင်မှုရှိရမယ်နော်အနစ်နာခံနိုင်ရမယ်ပြီးတော့သူတစ်ပါးကိုကူညီချင်တဲ့စိတ်ရှိရမယ်ဆိုတဲ့ဟာတွေပေါ့ကျမရဲ့တိုင်းတာချက်ကတော့ခုခေတ်မှာတော့အများကြီးပဲပေါ့ဖျားเจ้าမှာတစ်မျိုးအပြင်ရောက်လိုက်တာနဲ့တစ်မျိုးဆိုတာတွေအများကြီးရှိတယ်ကျမအနေနဲ့တိုင်းတာတာကတော့ဒီကိုယ့်ရဲ့ခံစားစိတ်ထားပေါ့နော်သခင်ခရစ်တော်ကပြောတယ်ဖျားကိုချစ်လူကိုချစ်ဆိုတဲ့ဒီပြည့်ညက်နှစ်ပါးကဒါအတိကပဲဖြစ်တယ်ဆိုတာကျွန်မပြောချင်ပါတယ်အချက်ချင်းတဲ့နန်တော့ဝေးပါစတာပေါ်ဟတမ်တော့ချော notebook itialပူပီချုံဝေးဖုန်ချင်နမ်ဟငိုင်တော့တမ်တော့ချတဲ့ချန် event ပေါ်ဟdeal how low back in thrau na ka chim bak mi hian tam deu stiga hi notebook bak in chim mi hi atha kho tia manaro notebook low back in hi ti bak in daran kan chim mi hi mi pilung thina lut deu kho tia da na ro even cheu khala bon ni kan chon ki cho itial chom mi se ma ki cha thrau rol salo thrau rol takan tim cho thrau chung van rak ram kan chim ding si tia khan chim ve diga khan ai tin da de nang na ro awe ni se အဲ့ဒါကောင်းပါတယ်အခုဒီကမေးတဲ့မေးခွန်းကလေတော်တော်ကောင်းပါတယ်ကျမအနေနဲ့ကတော့ဗာလဲမဟီအစီတိကျကျမပြောပြနိုင်ရင်တောင်မှကျမအနေနဲ့လည်းကျမ notebook ဗာလဲရေးတဲ့အခွက်ထဲမှာပါတယ်ဆိုတော့အထူးသဖြင့်ကျမထင်တာကတော့ဒီလိုအပေါ်ကနေဘုရားသခင်ရဲ့စေခိုင်းချက်နော်ဝိညာဉ်တော်ရဲ့လှုံ့ဆော်ချက်ရှိတဲ့အတိုင်းပဲဟောမယ်ဆိုတာကတော့ဖြစ်နိုင်တဲ့အခြေအနေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အထူးသဖြင့်ကျမတို့ church pastor တွေအနေနဲ့ကတော့အဲ့လိုမျိုးကတော့ပုံမှန်လုပ်မဖြစ်နိုင်ဘူးလို့ကျမခံယူတယ်ပြီးတော့ကျမတို့ကစာနဲ့ရေးတယ်ဒါကသူတို့လူသားအနေနဲ့လုပ်တာပဲလို့ပြောခံရပေမဲ့လို့ကျမတို့ church pastor တွေအနေနဲ့ကတစ်ချိန်လုံးပါကိုအသင်းတော်မှာပဲအပတ်တိုင်းအလှည့်ကျကိုတရားဟောရမယ့်အချိန်ဆိုတာပုံမှန်ရှိတယ်အဲ့ခါကျတော့ကျမတို့ကပြင်ဆင်တယ်နော်ဆူတောင်းပြီးတော့ဆက်ကပ်ပြီးတော့တရားဟောချက်ကိုကျမတို့ကပြင်တယ်အဲ့ခါကျတော့ထပ်မနေရအောင်ပေါ့နော်ခုနပြောတဲ့ပုံစံမျိုး evangelist type ပို့ပြီးတော့ဖြစ်သွားတာပေါ့ဒါပေမဲ့ကျမတို့ဒီကြတော့အဲ့လိုပြင်ပြီးတော့အနည်းဆုံးအသေးစိတ်မရေးနိုင်ရင်တောင်မှဘယ်လိုကောင်းမလဲ point ကလေးတွေပေါ့နော်outline လေးတွေကျမတို့ရေးတယ်ဆိုလို့ရှိရင်တော့ဒါကကျမတို့အတွက်ဘာပဲဖြစ်ဖြစ်လမ်းမလွဲဘူးပေါ့နော်အခုသင်းအုပ်ဆရာဆိုတာသူ့တွေကိုလမ်းမလွဲအောင်ကျမတို့ကလမ်းပြပေးရတာဖြစ်တယ်အဲ့ခါကျတော့တရားဟောတာကအစနည်းနည်းလွဲသွားပြီဆိုလို့ရှိရင်ကျမတို့ကဘာလဲနှစ်ချင်းအသင်းတော်ဆိုရင်ကျမတို့နှစ်ချင်းအသင်းတော်
နဲ့ဘယ်လိုခေါ်မလဲကိုက်ညီအောင်ပေါ့နော်ဒါတရားကတော့တရားပါပဲဒါပေမဲ့ဒါကိုယုံကြည်ချက်တောင့်ထွင်းမလွဲအောင်လည်းပဲကျမတို့တင်းအုပ်ဆရာတွေအနေနဲ့ချင့်ချိန်ရတာပေါ့နော်အခါကျတော့ဒါကတော့ကျမအနေနဲ့ဒီလိုဒီတိုင်းပဲဘလိုင်းကြီးတန်ရှင်းသောဝိညာဉ်တော်ရဲ့လှုံ့ဆော်ချက်ကြောင့်ဟောတယ်ဆိုတာလဲကျမလုံးမှားတယ်လို့လဲကျမမပြောပါဘူးဒါပေမဲ့ကျမတို့အထူးသဖြင့်သင်အုပ်ဆရာတွေဆရာမတွေအနေနဲ့ကတော့ဒီလိုမျိုးတန်ရှင်းသောဝိညာဉ်တော်ကမပြင်းစင်မဲ့နဲ့ဒီတိုင်းနေပြီးတော့ပလင်ပေါ်မှာမှလှုံ့ဆော်ပေးမယ်ဆိုတာကိုတော့ကျမလက်မခံနိုင်ပါဘူးလို့တင်းထောက်တင်းအုပ်တယောက်အနေနဲ့ကျူတင်ပြီးတော့ပြင်ဆင်ပြီးတော့ဒီလို note ဒီပါတွေလောက်ထားတာကအကောင်းဆုံးပဲလို့ကျွန်မခံယူပါတယ်တဲ့ถ้าจำบูตินั้นเตียวมีก็จะปะเทียนอันเปียกมันน่าเสวก็เต็มสิจุนตู้เฮอเมริกานะเห็นเต็มอเมริกานะหลายต่างหลายจ้อมหันปะทั่วมาจังรวดตะเตvia special Sunday ti mi kan nei to ni mo fana cha Mother Day Father Day heti bentok kala bang hin chun kan ni hin nun phung le tlang dai ti kan nei ton chmo te kan day te he to ne vai cha Sunday cha pathian ni bak asiding si ti kha pi mi long anum beta hante nang de tin na hu we ning sia hi min tu ku cho kam han ding sa ko ji te chun valai chong si ve bentok te kam han ok sa ve ko ti a je tin ro we ni seအဲ့ဒါကတော့ကျမလည်းပဲဒီလို Sunday မှာမိခင်များနေလောက်တာတည်းရလည်းပဲမမှားဘူးလို့ကျမခံယူပါတယ်စေချတဲ့ကန်တိစချွန်ဟေ Sunday စီမိခင်များနေစလောက်စွန်ဖခင်များနေကန်တော်ရောငါပထျန်ကန်ပြက်တလောက်စလောက်ယေဟေနူလည်းပါကန်တိမီဇွန်ခပထျန်နေကန်ပက်မီကန်ဝလိုင်ပထျန်နန်ရက်စဘေကောนี่มาค่ะนาเมเบ้ခံပြီးတော့သူတို့အတွက်ဆုတောင်းပေးတာရှိတယ်ပြီးတော့မိခင်အကြောင်းကိုကျမတို့ဘလောက်ပဲဟောနေမိခင်နေမှာမိခင်များနေမှာဒါကဒီမိခင်များအကြောင်းဘလောက်ကောင်းတယ်ဘလောက်သူတို့ရဲ့မေတ္တာကလေးနဲ့တယ်ဆိုတာတွေဘလောက်ပဲကျမတို့ဟောနေနောက်ဆုံးဖခင်တခင်ရဲ့မေတ္တာနဲ့ပဲကျမတို့ပြန်ပြီးတော့ဒီမိခင်ရဲ့မေတ္တာကိုပြန်ပြီးတော့အဆုံးသတ်နေရတာပဲနော်ဒီလိုပဲဖခင်များနေဆိုရင်လည်းဒီလိုပဲအဆိုတော့ဖျားသခင်ကကျမခံယူချက်ကတော့ကျမလောကမှာလူသားတွေဖြစ်နေတဲ့အချိန်မှာသူ့ကိုယ်စားလူသားတွေကိုစောင့်ရှောက်ပေးဖို့မိခင်နဲ့ဖခင်တွေကိုပေးထားတာဖြစ်တယ်နော်နာမည်ခံပြီးတော့မိခင်များနေကျမတို့လုပ်ပါတယ်မိခင်များရဲ့မေတ္တာကြီးမားပါတယ်လို့ကျမတို့ပြောတယ်နောက်ဆုံးဖျားသခင်ရဲ့မေတ္တာနဲ့ပဲကျမတို့အဆုံးသတ်ပြီးတော့လုပ်နေရတာပါပဲဆိုတော့ကျမအနေနဲ့ကတော့ဒါဖျားရှိခိုးရမယ့်နေ့မှာအဲ့လိုမျိုးမလုပ်သင့်ဘူးဆိုတာကတော့တချို့ဘယ်လိုခေါ်မလဲတကယ်ကိုလေးနက်နက် conservative ဖြစ်တဲ့လူတွေအတွက်တော့ဟုတ်ကောင်းဟုတ်နိုင်ပါတယ်ဒါသူတို့ခံယူချက်ဆိုတော့ကျမတို့လည်းဘာမှအပြစ်တင်လို့မရပါဘူးဒါပေမဲ့ကျမတူတယောက်အနေနဲ့ကျမရဲ့အသင်းတော်အနေနဲ့ကတော့ဒါကတော့ဘာလဲလက်ခံနိုင်ပါတယ်ပေါ့คือเช่นแล้วจึงต้องในจาบาso ke bible heta zagan tila ke zagan tila akat sul hamo kam han mi ke ခုချိန်ထိတော့ကျမလေးလာရတလောက်တော့အကတ်ဆွတ်လိုက်လောက်စင်ပြေမှာစင်ပြေကောင်းတိကတော့စစ်စစ်thangai via pupi chongin te pupi thiang tok mi siti ke sitiga te pupi chongin afana chon sram kong heti bentuk te kan mi phun kong heti bentuk chimiu ta ni kong heti bentuk ke chim le phun ke tam ngai ton tiga khin ke bentuk ke zatin da nang na ro ve ni se ya ti chen kan chim ve ok sa ko ya ti chen pup na san long lai mi ja tong mi kan sitiga tha ko ti man na ro ve pupi chung ja thiang tok mi sa kan chim ning sa bak lo tin da nang hu ve ning se nang hu ve ning khara kan chim da lo ma ka le jong kha ke jong tlom pal te ka si ve lai ka teนี่เกมรวดนะก็สงค่ะพยาတရားဟောပြီဆိုလို့ရှိရင်ပုပစ်တကယ်ဒီပလင်ကိုတုံးပြီဆိုလို့ရှိရင်ကျမအနေနဲ့လည်းတခြားအကြောင်းတွေမပြောချင်ဘူးတကယ်ဖျားတရားအကြောင်းပဲပြောချင်တယ်နောက်ပြီးတော့လူမျိုးရေးနိုင်ငံရေးတွေပါတယ်ပလင်ပေါ်မှာပြောတာကျမမဖြစ်စေချင်ဘူးဒါပေမဲ့တခါတလေကြာလို့ရှိရင်တော့စံစာထဲမှာကျမတို့ကြည့်မယ်ဆိုလို့ရှိရင်environment နဲ့ပတ်သက်ပြီးတော့เนาะ
ကျန်းစာချက်ထဲမှာလည်းကျမတို့တွေ့ရတာပဲအဲ့ဒီကျန်းပိုက်ကိုအခြေခံပြီးတော့ကျမတို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းကိုဟောလိုက်တယ်ဆိုတာမျိုးကတော့ဒါသူကျန်းစာနဲ့အခြေခံပြီးတော့ပြောလိုက်တာဖြစ်တဲ့ကြောင့်မလို့ဒါကတော့တစ်မျိုးပေါ့ဒါပေမဲ့ဒီကျမတို့ရဲ့အခုဘာလဲရေကောက်ပွဲနားနီးလောက်မှာเนาะမဲဆွေတာတို့ပြီးတော့လူမျိုးရေးကိစ္စတွေကိုဒီပလင်ပေါ်မှာပြောတယ်ဆိုတာတွေလည်းကျမလည်းလက်မခံနိုင်ဘူးတကယ်လို့မပြောမဖြစ်ဘူးဆိုလို့ရှိရင်လည်းပဲဒါတခြားဟိုဘာလဲကြီးညာတဲ့ဒါပလင်မဟုတ်ပဲနဲ့ဟိုပိုနှိမ့်တဲ့ပလင်မှာပေါ့နော်အဲ့လိုမျိုးမှာကြီးညာတာတို့ပြောတာတို့ကတော့လိုအပ်ရင်လိုအပ်တဲ့တော့ခွင့်ပြုပါတယ်လို့ဒါပလင်ကိုတော့ကျမလည်းပဲအဲ့လိုပဲတန်ရှင်းတယ်ဒီတော့ကျွန်ချင်လို့တော့ပို့ထားကိုဒီနာစတဲ့ကျမခံယူပဲအကုန်လုံးကိုပေါ့နော်အစီအကျွန်ปูปิจงอาเห็นรำสักให้กำพังไงตัวนี้เต้รำลาเห็นแต่รำลากันสักมีส่วนขโมหนึ่งมันรัวนะกันรำดอดตาขาที่แต่ละขโมอะไรกันหรอโอ้แต่พี่เรามาบุรุษปัจจุบันถึงมาเลยแต่ยาหัวเร็บเปลี่ยนปมาไม่หกได้ขาจารอเนาะแต่เช่นสุดาสิงห์เราตัดพระกูในงานกูชิดแต่เช่นรำดอดหนักแต่เช่นที่แต่หน้าพอสงฆ์กันนี่ลายมีส่วนบิ๊กโซเฮกันพอแต่กันปะเทียนแปลกมีรำที่บรรทุกแต่ข้าไอตะลังมังที่กันมาสู้บาบุรุษถึงมาเลยยาบาเลยถ้าดูอินรัวเขาเต้โอเคอาเซียจนอาเซียจนไว้สุดสลอไว้เบียกอินชงอ่ะเต้ตั้มเดียวจ้าอเมริกันเห็นจนกันเหมือนปะตัวนี้เต้เบียกอินชงอ่ะเห็นคอนซัตตัวกันมังต้นคอนซัตที่ลับส่งนะคือเบียกอินชงอ่ะเห็นกันตัวต้นคือนั่งแต่ส่วนหาที่นรวดมอสิเขาเสร็จจู่คอนเสิร์ตที่ตนาปอจู่เบียกันชงมังเราอินฮอลเดอุคำมังเสร็จจู่อัชาบิกไลติกรอฮอลตัดติดในสลามเบียกันชงตัดโซสวลมาสวลเราเดาข้ามันทะเลสวลที่จู่สวกรักที่สิจูนี่ไทยคิงแค่จังเลยเพี้ยนไหนนารีเลยชีตัดแต่ลีนะสินาวโซได้จะมาอันนี้เนี่ยก็รอเพี้ยนไหนเนาะมารามันนาก็รอนี่ยาชีเนาะได้มาเพี้ยนเต็มมือมาเลยลูกจะมาเทียนอภิจิมาหุยันต่อมาเนาะสินะเนี่ยตะเกลเนี่ยมาชีบูสุยันต่อมาได้แต่ชินแต่ปูเปียแพกกูมาตรงไปเนี่ยที่น่าเล่าสู่เอาจะไปสาบีดอกเนาะสุราดูบารูก่อนเนาะอารมณ์นี้ว่าชอบไปไหนเนาะก้าวมาทีเนี่ยอาเซียจนตั้มเดียวให้พาสต้าให้ที่บรรทุกเต้ดังๆคือวันไหลเลยเห็นเอาตัวนี้เต้มีติ้งร้องเห็นเอาชีให้ที่บรรทุกจนวันไหลเลยปะเทียนเลยที่บรรทุกเก็บชีแค่ตั้มไปเต้คือกันนั่งเก็บชีมีกระทาเขาที่อนรวดหมอจนมันจะชินิยะบอกเนาะชินิยะเสียจนปล่อยเลี้ยงเราในที่ได้เฮ้ปะเลยแต่ช่วงนี้อะไรมาจารอสมารุช่างชิมปีแม่ช่างลูกไม่ยาอะไรชีตัดเต้เพื่อนไหนเนาะพาสต้าก็ที่วันเลยที่มีปะเลยมาปาราโรปูโรก้าวหน้าบ่แต่แบบตะขาตะเลจ้าลุยเช่นกูเต้นได้เย่การนี่พี่เราบาเบ้พี่พาสต้าเบ้ตัวบาสิสุรารีเจ้ามลุตัวยาเร่พาสต้ารีแล้วตัวชีนะอะไรตัวเจ้ามลุดาการอtu kaya kan shin ko dai nga tu lak khan nai bi lok nai ne so no a phit ji ya lok do ma hok lak ba bu lo the na ba ka tu thai ba ka thai khau ba la sia jana na som be pa khat kan ba ta lai te nang wan ro na mo pasta pol ne ve ya amathi na khinte thanan cham ton zu tama pakhat pa thi bak ko chen khat lai no no sul ko ma kha vai athrao cho wan chung ai din chang tia nan ti lamang mi khe zai tin da nang na ro ve adin bak ko ma kin nan lung thin tak man nan cham mi si ko na si lo na le mu lu mu yi ya okay man nan chim mi si ko na nang mai na ro ve na kana ka chep da la ma kha su ke he mi thi tha ka cham ti ka khanวันสุงไอ้ดินสังติบิจุกติบัลลาต
တချို့ကတော့ပြောပါတယ်ဒါကတော့အစင်နာတစ်ဖက်ကနေပြောရင်တော့လူတယောက်ရဲ့ကဲတင်ချင်းရချင်းမရချင်းကကျမတို့လူသားတွေအနေနဲ့ဆုံးဖြတ်ရတာတော့ခက်တာပေါ့နော်စိတ်တင်တာအစင်ဟာကျမတို့တကယ်ဟိုပါလေdin အဲ့လိုမျိုးဘန်ဆိုကအိုင် din ချန်တည်တဲ့ဟာပေါ့ဆိုမပြောတော့မပြောဘူးတည်တဲ့လူကိစ္စနဲ့ပတ်သက်ပြီးတော့ကျမတို့မှာပြောစရာမရှိတော့ဘူးတိလောင်တဲ့ခန်းကတိကောင်တရားဟောမယ်ဆိုရင်လည်းပဲကြံခဲ့တဲ့လူတွေအတွက်ဆူတောင်းတဲ့ဆိုရင်လည်းပဲကြံခဲ့တဲ့လူတွေအတွက်ပဲတောင်းတိခါကတော့ပဲse kan lom se kam bahal nak te tam ting tin nang manaro ning len nang hu ning te kha nak nak chimcha kan lom tak tak tu tani ccn tha jang nak pe tu na ma pi sina kente an basahar na lung du te kha rakan cha pya tan halo se kalom ai ke me he tu he bai khat nak interview ka nga mi sit ka khan to them lo mi song tam pi tu ccn ne ma he media lok na nan to mi hi so tha tuk kan lom pi tukတကယ်ကိုလည်းဘာလဲခွန်အားရတယ်ပြီးတော့ချီလက်ချီကျိုးပါတယ်လို့အနာဂတ်မှာဒီ CCN အားဖြင့်ကျမတို့ချင်းလူမျိုးတွေကြားထဲမှာဘာလဲစီလိုငင်းငင်းမှုတူပွားပြီးတော့ချင်းလူမျိုးများအတွက်အကောင်းဆုံးမီဒီယာအားဖြင့်အကောင်းဆုံးချင်းလူမျိုးဒီအတွက်ဝန်ဆောင်နိုင်ပါစေလို့ကျမဆန္ဒပြုပါတယ်လို့ကျေးဇူးတင်ပါတယ်se makan lom tak